အရင်မျိုးခေါ်တဲ့ရေကိုတငုံလောင်းတောက်လိုက်ရတယ်ခက်ချဲဆိုလို့တဲ့ခဏရလေးပြရတော့ပါတော့ဇရေကရေတွေကလည်းတဲ့တွေအပြပြောင်းနေတော့တာပေါ့ရေကူကန်နဲ့ခေါချဖို့ကြိုးစားရတယ်မရဘူးရေနဲ့ပတ်သက်တာမှတည်းထိလိုက်တာနဲ့နောက်တစ်စက္ကန့်နဲ့မှာပဲတဲ့ခဏရလေးကိုမုံချရသွားရမှာပါပဲဒါကြီးကဘာဖြစ်တာလဲလို့သူကိုယ်တိုင်လည်းကမင်းဖြစ်နေခဲ့တဲ့လုံကြတဲ့ရေပိုင်ကလေးကသူကအကြောင်းရင်းမရှိပဲတဲ့ခဏရလေးကိုပို့ဆောင်ခံခဲ့ရတာပါသူကအဲ့ဒီတဲ့ပင်ကြီးနဲ့မှာ80ရက်တိုင်းလိုက်ချခဲ့ရပြီးမှရှောင်းညာလေးတကူကိုတွေ့ခဲ့တပင်မဲ့ရေတွေငုံတော့ကိုကြိုးစားလိုက်တဲ့ခဏမှာပဲရှူးကလေးအတန်နဲ့တူတဲ့ခဏရလေးကိုပြရောက်သွားခဲ့ရောဒါဟာဒီကတော့ကိစ္စတင်နေတာပဲလို့သူတင်မိလိုက်တယ်ဒီလူကလည်းရှုံမပေးဘူးနော်သူဟာနောက်ထပ်ကီလိုမီတာ8000ကျော်လောက်ထပ်ပြီးလမ်းလျှောက်ခဲ့ပြန်တယ်ဒီတခါချောင်းမရောက်တော့သူရထုတ်လိုက်တယ်ရေကိုမတောက်ပဲချောင်းမော်ကနေခုံကြိုလိုက်တာပေါ့မဆုံးမနေကြိုးစားမှုကြောင့်နောက်ဆုံးမှာတော့သူဟာဘာသာမှကြည့်ပေးကိုရောက်လာခဲ့ပါတယ်အဲ့ဒီချိန်မှာကားစီကသူ့စီကိုမောင်းနေလာတယ်စိတ်ဓာတ်ကနဲ့ကားစီကသူ့ကိုခွတ်တင်မယုံနေမှာကပဲအင်တာမှုတပူပါပေးလိုက်ပါလေသူကလည်းရင်ငတ်နေတာနဲ့ဂလူဂလူဆိုပြီးမစင်မငင်တောက်ချလိုက်တာပေါ့မထင်မထားတဲ့အတိုင်းပါပဲသူကတဲ့ကနိုင်ရတဲ့ကိုကပြန်ဖတ်ပြန်တယ်ဒီတခါတော့သူတကယ်ပဲတော့တတ်ထတာပြီးမောက်ပတ်နေတဲ့ကြကလမ်းလျှောက်ပြန်ရပြန်တယ်ကန်တော့ကျင်တော့သူကနောက်ထပ်ကားစီကိုဓာတ်ပိုင်နေပြန်တယ်တဲ့စဆိုင်မဲ့အဲ့ဒါကအရင်စိတ်ကောင်းရှိတဲ့ကားစီရပဲဖြစ်နေတယ်ဒီတခါတော့သူပါပဲသူလုံးဝမတောက်တော့ဘူးဒီလိုနဲ့ပဲသူအိမ်ကိုအောင်နေမင်းနဲ့တရားလာခဲ့တဲ့အိမ်နဲ့ကရေဆက်ချက်တဲ့ကိုကြားလိုက်ရတဲ့အခါသူစိတ်ထဲမှာလက်နဲ့ရင်ငတ်လာပြန်တယ်သူကခွဲခွဲကိုရေထည့်ပြီးလက်ချောင်းတွေနဲ့တူကအတားလေးမကြည့်လိုက်တယ်ထိစားပြတာပြီးလို့သူထင်လိုက်တာပေါ့အရာပဲရတာတော့တရားမျှတမှုကနောက်ကျချိန်ကြမယ်ပဲတော့မှပြက်ကွက်လေးမရှိဘူးဆိုသလိုပဲညတောင်တစ်ခါတွေ့မှာပဲသူကလက်မဘိုးကိုရောက်နေပြီးသူကောင်းတဲ့မှာတန်တူကိုကြားလိုက်ရတယ်အဲ့ဒီချိန်ကျမှသူကဒီချိန်ဆက်ကိုပြပြောင်းနေမနီတောင်ကိုတီသွားတော့တယ်အဲ့ဒီချိန်မှာပဲအမျိုးသမီးလေးကနိုင်ချလာတာနဲ့ကြုံရတယ်သူကလည်းအဲ့ဒီအမျိုးသမီးစီမှာဒီတောင်းတော့တယ်လို့နဲ့ချိန်စားကိုလက်စစ်ကြောင်ကိုကြိုးစားလိုက်တယ်တကယ်ပဲအဲ့ဒီအမျိုးသမီးကပြက်ကွက်တာပါတော့တယ်အဲ့ဒီတော့မှသူကအလိုက်လူတယောက်လုံးဝမ်းသာအရာပြုံးနေခဲ့ရပါ